လကား ဟုတ်ရောဆိုင်ကို မိလားမမိလားစမ်းစားကြည့်ရင်စိုင်းမနေဘိုက်တည်နေပြီ အောင်မဲမင်္ဂလာပါဒီနေ့ကတော့တွင်းသီးရာသီဖြစ်တာနဲ့သီးမင်္ဂလာစီရုံခထဲမှာရှိတဲ့တန်းကျွဲဆွဲတွင်းသီးဆိုင်မှာတွင်းသီးတော့ဝယ်စားပေးခဲ့ရမယ်ဖြစ်ပါတယ်သူ့ဆိုင်မှာကတည်း 1kg ကို2000ခွဲပဲဖြစ်ပါတယ်ဒီဆိုင်ကဆိုးရွဲ့မာကြီးတွေကကောင်းတယ်ဆိုပြီးတော့ခေါ်လာတာပေါ့နော်ဆိုးလို့လည်းသူတို့ခေါ်တာနဲ့မှလိုက်ဖြစ်သွားတာဒီဆိုင်ကိုပထမဆုံးတွေ့ရပါပေါ့နော်ဒီဆိုင်ကိုမဝယ်စားခင်အရင်ဆုံးအမီးကိုအဝါကြိတ်တာပေါ့နော်အခုလောလောဆယ်ဆိုးစားနေတာကျတော့ဒီမွန်ထောင်းသီးလိုမျိုးမှာတော့ခြံနီသီးလိုလည်းခေါ်တယ်ပေါ့နော်တော်တော်လေးကိုစားလို့အဆင်ပြေတယ်သူ့စီမှာလေးမကောင်းရင်မကောင်းဆိုတဲ့အတိုင်းပြောပြီးရောင်းတယ်ပေါ့နော်ဆိုးလို့သွားစားတဲ့အချိန်မှာကမွန်ထောင်းသီးတွေကတိတ်မမဲ့သေးလို့ဒီခြံနီသီးကိုပဲရောင်းခဲ့တာပါဒါတော့ဆိုးလို့အလကားစားခဲ့ရတဲ့ခြံနီသီးလေးပါအမွှာတွေလည်းအများကြီးပေါ့နော်အဆင်ပြေပါ အားပပကြီးတယ်အစော တော့ကြတော့ဒါလည်းအပြီးစားတာပဲဒါကြတော့ပို့ပြီးတော့ချွေလို့ခံစားတယ်ဟိုမိုးထောင်းသီးတယ်မိုးထောင်းသီးကတော့သားများတယ်ဒါကတော့ပို့ပြီးတော့ချွေလို့ခံစားတယ် ဗမာသီးလား ဗမာသီးတဲ့ကလို့စီသီးရှိရလို့လည်းပြောတာဗမာသီးလိုမျိုးပေါ့ဒါ8000ပဲရှိရဒီတစ်လုံး အမွာလည်းများရတယ်နော် ဟိုလည်းမြရတယ်သားလည်းကောင်းတယ် ဒီကတွင်းသီးဝယ်ဂျင်းမမိဖို့ပါပဲ ဂျင်းမိလားမမိလားစမ်းစားကြည့်ရင်စိုင်းမနေဘိုက်တည်နေပြီ ဟဲဒီစိတ်မျိုးဖမ်းတက်သွားအာဒါအိုင်းဆို ကောင်းလိုက်တာဆိုတာ မကြောက် ဆိုတော့အမီးလဲစားပြီးပြီဆိုတော့ဝယ်ပါပြီ။ तू ကလေဒီလိုမျိုးဒီအပေါ်မှာကြီးချင်းနှောင်းနေတဲ့ကိုကြိုက်တယ်ဆိုလို့ရှင်လဲ तू ရွေးပြီးတယ်ပေါ့နော်။တတိချာချာလေးကိုရွေးပြီးတော့ချိန်ပေးပါတယ်။မမှဲ့တာတွေအလုံးလိုက်ဝယ်သွားလို့မမှဲ့တာတွေပါတယ်ဆိုလို့ရှင်လဲ तू အလုံးအတိုင်းကိုအရန်ဟိုယိုယွင်းနေအောင်တော့မခွဲထားနဲ့ပေါ့နော်။ဆိုရင် तू ဆိုင်မှာပြန်လဲပေးပါတယ်။ဆိုရတော့ကိုယ့်အကူမခွဲတတ်တာရောကောင်းကောင်းမရွေးတတ်တာရောဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင်မှာပဲတခါတည်းရွေးပြီးတော့သူ့ကိုပဲတခါတည်းခွဲခိုင်းလိုက်တယ်ပေါ့နော်။သူအဲ့ဒုတ်တစ်ချောင်းနဲ့လိုက်ခောက်ပြီးတော့မှဲ့တဲ့ဟာကိုရွေးပြီးတော့ခွဲပေးတာပါ။ ကလေးကိုထည့်ပေးမယ်ကလေးတို့ဆိုရင်တော့ဒါချိုးကားတော့အဲ့ဒါလည်းနည်းနည်းလေးမူတယ်နည်းနည်းကြောက်တယ်ဒီအချိန်ကဒီသီးသားတာတန်ဆုံးပဲတပေါင်းသာစားချလိုက်တော့ တဲ့တပေါင်းအပူငိမ့်လေးနဲ့တောက်တော့လေအပေါ်ပူကံပဲပါဟုတ်တယ် โอ้ရောဆိုင်ကို လူနာမေးလိုက်လေလေ လူမပါသေးနဲ့ဟုတ်ပါပြီဟာလာတသိန်းနဲ့မှ1000 အဲ့ဒါပတ်စံဘယ်တော့ပြရတာ 9000ရော့တယ်ဒီအမလွယ်လွယ်နဲ့မရဘူးသူကတဘာဝပြောပြ ဆိုင်ရလို့လေးတင်မေးပါဦးတရား တရားလို့ တရားလို့လေးတရားလောက်တင်မေးတော့ လွယ်လွယ်ကူကူနဲ့ပဲကောင်းချက်အေး စက်ကက်ကက်ကကောင်းတယ် ဟောနာချိုးတယ်ဟောနာချိုးက လေးလိုက်ပြီ 2000ခွဲ2000ခွဲ တသားဝဲပါ အေးခဏလေးဘောင်းမိကျွတ်နေ တသားဝဲပြန်လို့ ဒါမျိုးကြီးရမယ်ဒါမျိုးကြီးဒါမျိုးကြီးရမယ်ဒါမျိုးကြီး မတွင်းသီးဝယ်လူရောပါလား သူကအလကားလူဝဲဒူးပြီးမိုးပဲရှင် လူရရတယ် လူပြန်မအောင်ဆိုင်ခြင်းနဲ့ကျင်ရမှာပေါ့လို့ သူကအလကားစိတ်တဲ့လူခေါ်ရလို့ရ အဲ့ရရောလိုက်တာ အဓိကလာတာတော့ဒွင်းသီးဝယ်ဖို့ပါဒွင်းသီးလည်းဝယ်ပြီးပြီဆိုတော့ရောက်လက်စားနဲ့တခြားအသီးလေးတွေကိုလည်းပတ်ကြည့်ခဲ့ပါတယ်ဒီချက်မောက်ဒီတတွဲလုံးကို4000ခွဲလို့တော့ဆိုလို့သွားဝယ်တဲ့အချိန်တော့ဆိုလို့မေးတဲ့ဆိုင်ကနေသိခဲ့ရတယ်ပေါ့နော်ဒါကတော့ဆိုလို့ဒီဒွင်းသီးဝယ်တဲ့ဆိုင်ပြီးမှရှိတဲ့တငင်းသီးဆိုင်မှာလိုက်ချီသီးတွေလည်းတွေ့ခဲ့ရတယ်ပေါ့နော်လိုက်ချီသီးဈေးနှုန်းတော့ဆိုလို့မမေးခဲ့ရပါဘူးဒီစပစ်သီးတွေဆိုလို့ရှိရင်လည်းဒီတပိတ်တာမှ9000ပေါ့နော်စားလို့တော်တော်လေးကောင်းပါတယ်ဆိုပြီးတော့ဒီစပစ်သီးတွေလည်းဝယ်ခဲ့လိုက်တယ်ပေါ့နော်တခါတည်းရောက်လက်စားနေလေဒါတော့ဆိုးရိုးဝယ်ခဲ့တဲ့ဒီဒွင်းသီးလေးလုံးပါအရန်ပူတာနဲ့လေမင်းကိုတီတော်မဝယ်ခဲ့ဖြစ်ခဲ့ဘူးပေါ့နော်ပြီးတော့တန်းပြန်လာခဲ့ပါတယ်ဒါကတော့90သားထုတ်လေးပါဆုံးတစ်ချီပြီးတော့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုနောက်ဗီဒီယိုမှာတွေ့ကြမယ်နော်တတ